င်ရှားတဲ့အကျင့်နှစ်ခုကဘာလဲလို့ဆိုလို့ရှိရင်တစ်ခုကသူတရားဟောလို့ရှိရင်ပုဂ္ဂိုလ်ရဲ့အပြစ်ကိုဘယ်တော့မှထည့်မပြောဆိုရတဲ့လောဘကြီးသူသည်လို့မပြောဘူးလောဘသည်လို့ပဲပြောတယ်ဒေါသကြီးသူသည်လို့ပုဂ္ဂိုလ်မပြောဘူးဒေါသသည်ပဲဒေါသသည်မကောင်းကျိုးကိုပေးတတ်တယ်ဒေါသသည်ဆိုးတယ်ဒေါသထွက်တဲ့လူဆိုးတယ်လို့မပြောဘူးဒေါသတရားအလွန်ဆိုးတယ်အဲ့ဒါလို့ပုဂ္ဂိုလ်မဆက်ဆက်ပဲနဲ့ဓမ္မတသက်ကိုသာဟောလို့သူ့ကိုအရဏဝိဟာရီအရာမှာထူးခြားတဲ့ပုဂ္ဂိုလ်တူဖြစ်မြတ်စွာဘုရားချီးမွမ်းတယ်နောက်တစ်ခုကတော့သူ့ရဲ့အကျင့်တိလချင့်မုံကြံမုံကဘာလုပ်လဲဆိုနေ့စဉ်ဆွမ်းခံကြွတဲ့အခါမှာဆွမ်းရတဲ့အိမ်နေဘယ်အိမ်ရဆွမ်းရပြီဆိုရင်အဲ့ဒီအချိန်လေးမှာသူကမေတ္တာပို့ပြီးတော့ဆံဝင်စားတယ်မေတ္တာဆံဝင်စားမေတ္တာဆံဝင်စားပြီးမှဆွမ်းလောင်းတာကိုလက်ခံတယ်အိမ်တိုင်းဟာသူကမေတ္တာပို့ပြီးသားဖြစ်သွားတယ်နော်အဲ့ဒါတော့အတော်လေးအတုခိုးစရာကောင်းတဲ့ဟာပေါ့နော်ဘယ်နေရာရောက်ဆွမ်းရပြီဆိုရင်အဲ့ဒီမှာသူကတော့ဇံဝင်စားသည့်အထိအောင်မေတ္တာပို့ရိုးချမ်းသာကြပါစေဒီလိုမဟုတ်ဘူးအိမ်သူအိမ်သားတွေကိုအာယုံပြုတ်ပြီးတော့မေတ္တာဇံဝင်စားလိုက်တယ်အဲ့ဒီလိုမေတ္တာဇံဝင်စားပြီးတဲ့အခါမှာဟိုကဆွမ်းလောင်းတဲ့အချိန်လေးမှာဆွမ်းလက်ခံတယ်အဲ့တော့ဘာဖြစ်တုံးဆိုသူဟာအလူကံပုဂ္ဂိုလ်တယောက်အနေနဲ့တမဒီပင်ကိုယ်ကယဟန္တာဖြစ်ုံများမကမေတ္တာဘာဝနာပွားပြီးတော့မှပစ္စည်းဝတ္ထုကိုလှူခန္ဓာဖြစ်သည့်အတွက်ကြောင့်သူ့လောင်းလှူလဲရတဲ့ဒါနကောင်းမှုတွေဟာချက်ချင်းဆိုသလိုအကျိုးပေးတယ်ကျိုးရကြတယ်ဒီလိုဆိုတယ်အဲ့ဒါကိုအလှူခံတဲ့ပုဂ္ဂိုလ်ကလည်းအလှူခံတိုက်သွားတယ်ပေါ့လှူတဲ့ပုဂ္ဂိုလ်တွေလည်းပဲအကျိုးရှိသွားတယ်အဲ့ဒါကိုစံနမူနာယူထားပြီးတော့ဗမာပြည်မှာစံမဝင်စားနိုင်တော်လည်းပဲတရားဓမ္မတွေကိုသီလဆောက်တည်ခိုင်းတယ်၅ပါးသီလရှုတယ်ပြီးရင်ဘုန်းကြီးတွေကမေတ္တာပို့တယ်မေတ္တာပွားတယ်ဒါဒီအစဉ်လာလှုပ်ထားတဲ့သဘောဒီအစဉ်လာလှုပ်ထားပစ္စည်းအလူမခံခင်အရင်မေတ္တာပို့တယ်ဒါမေတ္တာပို့တဲ့သဘောနော်အဲ့တော့မေတ္တာတော့ရွတ်တဲ့ဆိုတာမေတ္တာပွားတာ၅ပါးသီလခံယူဆောက်တည်လိုက်တာအလူကံပုဂ္ဂိုလ်တွေဘက်ကပြင်ဆင်ခြင်းပဲမေတ္တာတော့ရွတ်ဖတ်ပြီးတော့မေတ္တာပွားခြင်းသည်အလှူခံပုဂ္ဂိုလ်တို့ရဲ့ပြင်ဆင်မှုပဲဒီပြင်ဆင်မှုနှစ်ခုလုပ်ပြီးတော့မှလှူတာဟာပို့ပြီးတော့အကျိုးကျေးဇူးများတယ်အလှူရဲ့အကျိုးကျေးဇူးပိုများတယ်ဆိုတဲ့စကားအရာဒီလိုလုပ်တာအဲ့ဒါကြောင့်မို့ရှင်သူဗုဒ္ဓမထေရမြတ်ကတော့အိမ်တိုင်းမှာမေတ္တာပို့ပြီးမေတ္တာဘာဝနာပွားမေတ္တာဇံတရားနဲ့နေပြီးတော့မှဆွမ်းကိုလှူခံလေးရှိလို့သူ့ဒက္ခိနေယအလှူခံပုဂ္ဂိုလ်တွေထဲမှာအထူးခြားဆုံးပုဂ္ဂိုလ်တူဆိုပြီးတော့ခုံတူးဖွယ်တူနှစ်ခုပေးတာနော်အရဏဝိဟာရီဆိုတော့လုံးဝအပြစ်ကင်းပြီးကိလေသာကင်းပြီးလုံးဝအပြစ်ကင်းတဲ့စကားမျိုးကိုပြောတယ်နော်ဒက္ခိနေယမြတ်သောအလှူကိုခံတိုက်တဲ့ပုဂ္ဂိုလ်တွေထဲမှာလည်းထူးခြားတယ်လို့ဒီလိုမြတ်စွာဘုရားကဂုံကြီးထုတ်ဖော်ပြီးတော့ချီးမွမ်းခံရတဲ့ပုဂ္ဂိုလ်သူမြတ်ပါ